ရန်သူနိုင်ငံရဲ့ဒုကာကွယ်ရေးဝန်ကြီးဖြစ်ခါနီးအထိဟန်ဆောင်နိုင်ခဲ့တဲ့သူလိုတယောက်ကြောင့်တင်သိပါသလားသူလိုလောကမှာအောင်မြင်ဆုံးလို့သတ်မှတ်ခံရတဲ့အစ္စရေးသူလိုအီလီကိုဟင်းရဲ့ဇလန်ဟာရုပ်ရှင်တပုတ်ထက်တောင်ပိုးပြီးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်1960ခုနှစ်မှာအီလီကိုဟင်းဟာခမဲအမင်တာဖဲဆိုလာအမီဝက်နဲ့စီးယားနိုင်ငံထဲကိုစိတ်ဝင်ခဲ့ပါတယ်သူဟာအာဂျင်တီးနားကနေပြန်လာတဲ့ချမ်းသာကွယ်ဝတဲ့စီးယားစီးဝါရဲသမားတယောက်လိုဟန်ဆောင်ပြီးစီးယားအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေစစ်ပူချုပ်တွေနဲ့ညီအကိုရင်းချတွေလိုထိအောင်ပေါင်းသိမ်းနိုင်ခဲ့ပါတယ်သူ့ရဲ့ဟန်ဆောင်မှုဟာဘလောက်တောင်ယုံကြည်စရာကောင်းတယ်လဲဆိုရင်စီးယားအစိုးရကသူ့ကိုကာကွယ်ရေးဒုဝန်ကြီးအဖြစ်ခန့်အပ်ဖို့တောင်အဆိုပြုခဲ့ကြပါတယ်နိုင်ငံတစ်ခုရဲ့ထိပ်တန်းလူဝချက်တွေကိုသူစိမ့်တယောက်သူလိုတယောက်လက်ထဲပုံအပ်ဖို့ထိဖြစ်သွားခဲ့တာပါဒီလိုယာဒူးအာနာရှိသူတွေနဲ့နီးစပ်ခွင့်ရတာကြောင့်စီးယားစစ်တပ်ရဲ့ခံစစ်ဖြူဟာများစစ်ရေးစီမံကိန်းများနဲ့ရှိုးဝတ်မြေပုံများလက်နက်တိုက်တီနေရနာကိုအစ္စရေးနိုင်ငံစီရှိုးဝတ်ရေဒီယိုလိုင်းတွေနဲ့အသေးစိတ်ပေးပို့နိုင်ခဲ့ပါတယ်1965ခုနှစ်မှာတော့စီးယားထောက်လှမ်းရေးတွေကရေဒီယိုလိုင်းတွေကိုခြေရာခံမိရာကနေအီလီကိုဟင်ဖန်စီခံခဲ့ရပါတယ်ဒမတ်စကတ်မြို့လေခေါင်မှာကျူးကွက်မြတ်ခံခဲ့ရပေမဲ့သူပေးပို့ခဲ့တဲ့သတင်းတွေဟာနောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ချောင်းရည်ကြာစစ်ပွဲမှာအစ္စရေးအတွက်အောင်ပွဲရဖို့အဓိကတော့ချက်ထစ်ခဲ့ပါတယ်ကဘာကျော်သူလိုကြီးအီလီကိုဟင်နဲ့အကြောင်းကို Netflix မှာ The Spy ဆိုတဲ့နာမည်နဲ့စီးပြီးအထိကြည့်ရှုနိုင်ပါ